အခုချိန်မှာဆက်လက်ပြီးတော့ကျွန်တော်ကျမတို့အားလုံးအတွက်မွေးနေ့ကျေးဇူးတော်ချီးမွမ်းခြင်းတည်င်းစကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပါစတာကန်နတန်ဆွမ်းစနာနေပြီးတော့ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်နဲ့ကျွန်တော်မြေသမီးတို့အားကြောင်းလေးပဲဖြစ်ပါတယ်ခုလိုကြောင်းလေးပဲဖြစ်တော့ကကျွန်တော်မြေသမီးတဲ့ခါကျတော့တခြားခိုင်ရစာကျွန်တော်ပြောလို့ရှိရင်တော့ကျွန်တော်မြေသမီးအသိဆုံးဖြစ်မှာပဲထည့်ပြီးတော့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ခင်ဗျားတို့တဲ့နောက်တဲ့ခါကျွန်တော်မှာစိတ်ထဲမှာအများကြီးပြောတယ်ဘာလို့လဲဆိုတော့ရှင်ဘောလုကတော့မဆက်နေစိတ်အားမှာပြောစရလို့နဲ့သူဝမ်းမြောက်တယ်လို့နဲ့သူဝမ်းမြောက်ကြပါကြည်ကွဲဝင်နေလို့သူနဲ့အတူကြည်ကွဲဝင်နေကြပါပြောထားပါခရိယန်အနေနဲ့ဒါတိကအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မနေ့ကအတင်းသားကကျွန်တော်ပြောလိုက်တယ်ကျွန်တော်တို့ခင်လာမခင်မလာပါနဲ့ပြောလိုက်တယ်တချို့တော့ခင်တဲ့နဲ့အကြောင်းမျိုးကြောင့်မလာနိုင်တာလေဖြစ်လိုက်ပါလေခင်ဗျားတို့လာတော့ကျွန်တော်တို့ကျေးဇူးတင်တဲ့တန်ဖိုးလေးထားပါလေဆိုတာပြောပြပါလေဘယ်တော့မှတရားမဟောခိုင်းတာဆိုရင်ကျွန်တော်တက်တိခံမှုဖြစ်ပါတယ်တက်တိခံတာတော့တော့လည်းကျွန်တော်ကနားလေပြီးပါနာဟောင်းပြီးပါလို့ကျွန်တော်တို့ဇလင်းမောင်နားလေးရောက်လာ1960ခုနှစ်အချိန်ထုတ်လိုက်ကျောင်းမှာကျောင်းအတူနေလာခဲ့တဲ့လူများဖြစ်ပါလေနောက်ပိုင်းမှာ1965မှာကျွန်တော်တို့စုံတွေ့တဲ့အခါကျတော့အရင်တော့ခင်မမို့ဒါတော့မရှိပြီမဲ့ကျွန်တော်တို့ကတယောက်တစ်ယောက်စိတ်ဝင်စားမှုပြလာပြီးတော့1960နဲ့9ကျတော့ကျွန်တော်တို့ပြန်စုံတွေ့ကြတဲ့အချိန်မှာတော့ပါ7-day Adventist ဖြစ်တဲ့တော့မောင်မရဲ့တတိခံချက်ကြောင့် 7-day Adventist ဖြစ်လာတယ်အရင်တော့ RC အတဲ့တော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ထပ်ထေးများကြဖို့ဆွေးနွေးကြပါတယ်ဆွေးနွေးတဲ့အခါကျတော့ပြဿနာတစ်ခုတက်လာတယ်အဲ့ဒီပြဿနာကဒီမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ကျွန်တော်ရောက်ခမကအရင်တော့က chip ဆိုတာဟာအဲ့ဒီကြီးစော်ဘွားပုံစံဆိုတော့လူတွေလည်းများတယ်နာမည်ကျော်တယ်ချမ်းသာကြွယ်ဝတယ်ပေါ့ပြီးတော့ကျွန်တော်ပြောတဲ့မောင်နှမတွေကဘူကြီးတို့ဘူမူတို့ဘူမူကြီးတို့ဖြစ်ပြီးတော့အဲ့ဒီကြားတဲ့အနေကြီးလာတဲ့ဒီမျိုးသမီးကိုယူလိုက်ရင်တရားဟောစာကတော့အနေနဲ့ဖြစ်ပါမလားဆိုတာဒီကွန်ထုတ်စာဖြစ်ပါလေဆိုတော့ကျွန်တော်နဲ့ငါနဲ့နေတဲ့ယူရင်တော့နဲ့ဘုံကတနာပါလေလို့ပြောလိုက်တယ်အဲ့ချိန်မှာသူကပြောတယ်မိတာရှိရင်ဘာမဆိုဖြစ်နိုင်တယ်အဲ့လိုပြောတာကျွန်တော်တို့အမျိုးတွေဒီမှာထိုင်နေတော့ဒါဘူမူကြီးတို့ဘူမူတို့ဆိုတာဒီထဲမှာတာသမီးတွေထိုင်နေတဲ့မကြခင်ခေလေးဖို့ထဲမှာဆက်တဲ့တယောက်ပါနေတယ်ဆိုတော့အကုန်လုံးလိုက်မမေးစတော့ပါဘူးတရားဟောဆက်ဘဝနဲ့သူ့ဘဝနဲ့တိတ်မတူဘူးဒါကြောင့်ကျွန်တော်အနေနဲ့အဲ့ဒါပြဿနာဖြစ်တယ်နောက်တစ်ခုပြဿနာကမမကဘာပြောလဲဆိုတော့7-day Adventist ဘာမှညံကောပေါ့ဘယ်သူမှနာမည်ခေါ်နေမသိမှဆိုလို့ညံကောပါပြောတယ်ပုဏ္ဏဒီနေ့လိုရင်ပုဏ္ဏကိုဒုက္ခပေးမှာတော့ကျမ်းမာရေးမကောင်းဘူးအဲ့ချိန်မှာကိုပါစကားပြောလာတယ်ဆိုမကျမ်းမာရေးငါပေးမှာတည်သွားတယ်ငါပေးမှာတည်တယ်ပြောလိုက်တော့ဒီစကားနဲ့ပြတ်သားတဲ့စကားမရှိတော့ဘူးဆိုကျွန်တော်ကိုတာဝန်ယူတယ်
ဒါပေမဲ့ဖျားမှလို့ကျွန်တော်လည်းထပ်လာမှာမကြမ်းပါနဲ့အပိုင်းရှိနေတယ်ကျွန်တော်ကိုပေလောက်နေကျွန်တော်ပြုတ်ဆိုတာပုံများနေတယ်ကျွန်တော်ကတော့မပြုတ်ဆိုတာမပြုတ်တော့ဖြစ်ဒါပေမဲ့ထောင်းကိုအနာထောင်းတဲ့ခုနဲ့ကြာတော့ကျွန်တော်မျိုးသမီးကဒီဖြတ်သွားတယ်ဒီဖြတ်တဲ့ဆိုတော့ဦးနောက်ထိခိုက်လို့ဆိုဦးနောက်မခိုက်ဘူးဆိုတော့ဒီဖြတ်နေပြောအောင်အဲ့လိုဒီဖြတ်တော့မှာအခုထက်ချိစီဝါမီဝဲနေရပါလေဒီတော့ကျွန်တော်တို့က1980ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာလက်ထပ်ခေရလိုက်ဖြစ်ပါတယ်ဆိုတော့အခုချိန်မှာအသက်80ကျမ်းမာမှာပေါင်းပါဖို့ဆိုပေမဲ့အသက်80ရောက်လာတဲ့ဆိုတော့ဘယ်မှမမျောလဲဘူးသူ့ဖက်ကမျောတယ်လည်းမမျောလဲဘူးကိုယ့်ဖက်ကမျောလည်းမမျောလဲဘူးသူ့သားသမီးတွေကလည်းမမျောလဲဘူးဒါကြောင့်မို့မင်းမွေးနေ့လုပ်ပေးမယ်ပြောလိုက်ခြင်းဖြစ်ပါတယ်သူ့မိမေကကျွန်တော်မျိုးသမီးကဝန်တော့ဝန်ကိုဖြစ်နေအောင်မယ်လို့ပြောတဲ့အခါကျတော့သမီးကြီးကပြောတယ်လုပ်ပေးချင်လို့ပါမိမေအသက်80အသက်ရှင်နေလို့တခါမှမမျိုးနဲ့လို့ပါတန်ဖို့ရှိပါတယ်ဆိုတော့ကျွန်တော်မျိုးသမီးအသက်80ဆိုတဲ့အခါကျတော့ကျွန်တော်ပြောပြမယ်နော်အသက်80မိုင်တိုင်ကိုဒီနေ့စကြော်လာပြီဖြစ်ပါတယ်ဒီတော့လောကမှာကျွန်တော်တက်တဲ့ခါကျတော့နည်းသွားတယ်ပြစ်ပေါင်းနဲ့တွေ့ရင်25,500နဲ့69ရက်ဒီလောကမှာသူနေခဲ့ပြီးအဲဒီချိန်မှာကျွန်တော်ပြန်ပြတ်တဲ့အခါကျသုံးမိပါနဲ့နေတော်ကရက်ပေါင်း10,000နဲ့938ရက်ရှိတယ်ကျွန်တော်နဲ့ထပ်ပြီးရက်ပေါင်း19,000နဲ့29ရက်ရှိပါတယ်ကျွန်တော်ဘယ်လိုလဲဆိုတော့အများကြီးရက်ကပြန်တော့နည်းနည်းလေးပဲဆိုတော့ဇာကိုပါအခုတို့တိုက်ပြီးရောက်တဲ့ဖာရောမန်ရှိမှရောက်လာတဲ့ခါကျဖာရောမန်ကတက်ပလောက်တုံးမေးလိုက်တဲ့ခါကျတော့ကျွန်တော်လောကမှာပြင်ပရမစ်ကိုလောကဧည့်သည်နဲ့တွားလာတာနှစ်ပေါင်း130ရှိတယ်ကျွန်တော်ဘိုးဘီများတော့အသက်မရှိဘူးတဲ့ပြီးတော့အလားနည်းတယ်တဲ့နော်အဲ့ဒီရပေါင်းနှစ်ပေါင်း130တော့မှရာဖို့အတွက်နည်းနေတယ်ကဘာအိုခိုင်းလေးဆက်ပါရင်ကိုမှပါတယ်ဆိုတော့ကျွန်တော်တို့ဇလီမောင်နာက anniversary နှစ်ပတ်လေအထိတ်မှ46နှစ်တိုင်တိုင်း6ခါတိုင်တိုင်းကျင်းပပြီးဖြစ်ပါလေဒါပေမဲ့ကျွန်တော်တို့က46ကျင်းမြောက် anniversary ကျင်းပပြီးမဲ့ကျွန်တော်တို့မိသားစုဘဝဟာခဏလေးလိုပဲရက်ပေါင်းလေးလိုပဲထင်ပါလေဆိုတော့ကျွန်တော်အခုပြောချင်တာကလောကမှာကျွန်တော်နေတဲ့တက်တာကစားတရားလိုပဲစားတရားမှာအဖြူတွေရှိတယ်တက်ကွက်တာအနက်တွေရှိတယ်တပည့်ခီး88ကအများဆုံးဒါတွေက88ရှိလားမရှိလားဒါနဲ့နေလား88ရှိလားနော်အနေများဆုံးက88ရှိတယ်ဒါရှိတယ်85ရှိတယ်ဆိုတာ88အများဆုံး88ခီးရှိတာအဲမှာ50ခုကဖြူ36ခုကအနက်ဖြစ်တယ်ဆိုတော့ဆန္ဒရလိုပဲတက်တာကကောင်းတဲ့အဖြူရှိတယ်လို့မကောင်းတဲ့အနက်တွေပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြုံးကောင်းတာဘုရားကိုချီးမွမ်းတာကဆန္ဒရလိုမျိုးအတက်တာမှာ52ခုခဲ့88ခုထဲမှာ52ခုဖြူပြီးတော့36ခုမဲနေမယ်နဲ့နေမယ်ပေါ့ပြဿနာတွေရင်ဆိုင်ရရှင်ကျွန်တော်တို့တော့ဒုက္ခများကျွန်တော်ဒါကြောင့်မလို့စမ်းတရားနဲ့တူပြီးမဲ့စမ်းတရားနဲ့လုံးလုံးမတူတဲ့ပိုင်းစမ်းတရား
อันนี้ชิบเราจะเราลดกันตามพิจารณาไม่ยังใส่ยาเอล่ะจะเราเชื่อมันเพียบเลยพี่น้องอันนี้ปาราเลยจะเราพยายามกูเดี๋ยวมาปิดเดือดบุญหูสันเดียที่จะขาจะเราแค่ว่าตัวอะไรมีติดเดียนะมีมหูเนี่ยแต่ขาเลยกูเมียนเนี่ยแต่ขาเลยแฟลตตัวเรากูนิ่งเนี่ยflat ini para kacau budaya tersentuh ni, ha, ayah, lumia biga dah kalau beli beku ayah tak baca, siap ini flat ini terlalu kacau, ayah dia hukum ni, ekonomi, jangan lupa bawa mah ini ni para kacau macam no, kalau kita kacau bawa kongnya dah mulai, saat dia ini dia nak macamအဲ့ဒါတရားကိုကျွန်တော်ချီးမွမ်းတယ်အဲ့နောက်တစ်ခုကအသက်တာဆိုတာမလွယ်ကူလားရှာခဲ့တယ်စိတ်ထဲမှာအခက်ခဲမရင်ဆိုင်ဘူးလို့ထင်နေတယ်ကျွန်တော်တို့အခက်ခဲအရင်ဆိုင်ရတယ်ကျွန်တော်တို့ဇနီးမောင်နှံပရမအဆုံးတာဝန်ကြတာပါစကွာတို့ကြပါစကွာတို့ရွာမော်လ်ဘဲမှာတာဝန်ကြတယ်ဆိုတော့လက်ထပ်တော့မယ်ဆိုတာကျွန်တော်တို့လက်ထပ်လို့ကနွားတစ်ကောင်တော့ဘုံတတ်နိုင်တယ်အဓိကရှိတာကနွားတစ်ကောင်ကျွန်တော်မျိုးသမီးမှာတတ်နိုင်တယ်ဟုတ်ပြီဒါမဲ့အိမ်မှာဘာကြံလဲမမညံကောဘာပြောလဲဘုရားပိုက်ဆံရှိလားပိုက်ဆံရှိလားဆိုလက်ထပ်ချင်လို့ဆိုပိုက်ဆံရှိလားမင်းတော့ရှိတယ်ပြောလိုက်တယ်မရှိဘူးပြောရင်တော့ခက်မှာပေါ့ရှိတယ်ပြောလိုက်တယ်လက်ထပ်တာလည်းဒါရှိတာဒါပဲเนาะဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်လဲမော်လိုက်တော့မှာမွေရလဲတီးတီးလေးတယောက်စားပဲကောင်းအောင်ကလည်းတိတ်တော့မသေးဘူးဒါမဲ့ကြီးတယ်ဒါမဲ့လိုနေအောင်ကကောင်းတလုံးပဲဘုံရောက်ပါလေဒါမဲ့ကျွန်တော်အိမ်မှာခုကောင်းအောင်ဆယ်လို့တော့မကဘူးရှိပါလေဆိုတော့ဘုရားငယ်ကောင်းချီးမင်္ဂလာပဲเนาะကောင်းတလုံးနဲ့ဘုံတဲ့ဘဝကနေကောင်းဆယ်အောင်တဲ့မကဘုရားကပေးလာပြီအဲ့ဒီလာလည်းပေးလို့ရတယ်ကျွန်တော်ဘုရားကိုချီးမွမ်းတယ်ပြီးတော့ကျွန်တော်မျိုးသမီးကပြည်ပြည်ပြင်းကသူကပြောလိုက်တာမေတ္တာရှိဘာမှမဆိုဖြစ်နိုင်တယ်သူပြောတာက love enables everything ဘာမှမဆိုဖြစ်နိုင်တယ်သူတက်တည်ပြတယ်အခက်အခဲများကြီးရင်ဆိုင်ရတယ်မန္တလေးရောက်တဲ့ခါကျတော့မြို့ပေါ်ရောက်တဲ့ခါလူများမရောက်သေးဘူးကျွန်တော်တို့ကတတ်သိရှိတယ်ပန်းလေးကောင်းနေလိုက်တော့ပဲလက်ဆက်အခုလိုမဟုတ်ဘူးအရန်ကောင်းတယ်မန္တလေးမှာဒါပေမဲ့လက်ဆက်တဲ့ကျွန်တော်ကိုထမင်းချက်လို့ခင်ဗျားတို့ထင်လားလုံးဝမစင်စားဘူးလက်ဆက်တော့မှဆိုရင်အဖို့ခများမယ်ကျွန်တော်တို့ဘာလို့လဲစီခိုင်တဲ့ချက်တော့မတ်တက်မထားရလက်ကလေးထောင်းအဲ့ဒါကျွန်တော်ပြောလို့အမကြီးရဲ့တမီးစီခိုင်တော့ပေဘူကြီးခိုင်မှာကတနစ်မှာကားကြီးတစ်စီးပေးတယ်လွှတ်စာဖို့ကားနာကနေတိုက်တယ်အဲ့ဒီလွှတ်စာဖို့နဲ့ထမင်းချက်တာခင်ဗျားတို့လွယ်မထင်နဲ့မီးမိုးရတာမလွယ်ဘူးကောင်းမိုးတယ်မီးခိုးတယ်ကျွန်တော်ပြောလို့နေတာလေရဲ့ဆိုင်အခါမှမငြင်းဘူးအဲ့ဒါခက်ခဲခင်ဗျာအားပါလားပြောရင်လည်းဒီလက်စစ်ကိုသုံးနိုင်ပဲစစ်ကိုထဲမှာတစ်ခါမှမထည့်ဘူးဟိုမှာဦးစင်စံတော်လည်းပြုံးနေတယ်သူကအင်ဂျင်နီယာလေးကျွန်တော်တို့ဒီတော့ကသူကရေးပြအကြောင်းသားဟုတ်ပြီနော်ကျွန်တော်တို့ကအခက်ခဲမျိုးစုကောင်းတော်အောင်တာကနေပါလေလောအစာမုံတုံးပြီးတော့ထမင်းချက်တာအဲ့ဒါ rice cooker ဆိုတာမြင်တော့မမြင်ဘူးမြင်ဘူးလို့မရှိမယ်နော်ဒါကြောင့်ခေတ်ကလည်းပြောင်းလဲနေတယ်ဒါကျွန်တော်တို့မော်ဘယ်ကနေ
บนมันยาวเลยบนมันก็เลยต้นยางยาวเลยต้นยางก็เลยโยมาจ้องทองบุกเสียกะลีมายาวเลยกะลีก็เลยมันดลียาวเลยมันดลีก็เลยเสียนจ้องเลยเปียยาวเลยเสียนจ้องก็เลยยายงงยาวเลยยายงงว่าเลยเปียโอเลยเปียโอเลยก็เลยยายงงอันนั้นอยู่เลยฉะนั้นเราเดี๋ยวฉันก็เอ๊ะมาเปียใช่แค่มองอย่างนี้ได้เองมานั่นเสรีปัดแต่เองแค่มาจะรอเอ๊ะเนี่ยนั่นเส้นนั้นตรงเราเอ๊ะขันบูเลยเองมาเอ๊ะตรงไปอ่ะมีบูจังชีเอ๊ะเดี๋ยวรู้ดีสิเนาะจะรอรู้เอ๊ะรู้สิจะน่าเพี้ยนเลยบางคนเลยรู้ไหมตาไม่ดีมีอะไรเนาะตาไม่ดีมีอะไรปีดิบหูมาเลเซียนี่ดูแม้แต่2 ปีปีเลยอีแบบใครเป็นมาแล้วดีเนาะอีแบบใครแค่มาไทยแล้วดีอีแบบใครมาเลเซียนี่ไว้เกิดอะไรไปแล้ววันที่จะรออาม่าทำเดียวเรามาไทยนี่เนี่ยใจดูว่าสาธิตเพียงเอาไว้ให้ไล่นาดูเรื่องเราดูแลกันดีอันนี้ไล่นาสาธิตเพียงจะเราเกี่ยวมาเลยสำหรับแต่ยาวก็ไปสั่งตรงไปเลยแต่ยาวก็ที่โมดูทำไมไว้ไม่มาเองอยากแต่ไปไล่เลยเฮ้ยโอเคนะสักการมาสักการต้องขันโบราณเอ้ยสักการก็จริงละโอ้โอเคนะสักการก็สักการจริงละเลยสุดแล้วแกก็มีแค่ที่สิบปีแม่จะเราดูพยายามไปดูจะเราดูเนี่ยตัวสิเลยสอนจะเราดูแต่เชื่อสุราวัดอยู่กับตาจ้าI need the every hour ในใจกูเรารู้เลยสุราสุเรนั่นกูว่าเรา My father is rich in houses and lands. I'm a child of the king. จะน้อยพยาเชื่อมเรียนผิดตัวจะเราพาแข่งเชื่อมเรียนผิดตัวเรามีโยเองโยใหญ่ไปดาราศึกษาเราอยู่ตลอดเชื่อมเลยโอ้สุเลยว่าพาเราพยาเชื่อมเรียนผิดตัวเราใหญ่ไปเอล่ะพูดอย่างนี้จะเราพูดว่า taste and see that the Lord is good พยาแข่งกองเนี่ยเราโมดิวมีสัญญาเราสระจะเรารู้ใจกระเช่นใจจันเช่นเราจะเช็คเรามาเลยสอนพิธีการที่นี้อะไรเสกโอมา My God shall supply all your need King James Version ก็ needs มาเกี่ยว My God shall supply all your need ง่าพยานะเต้นรู้ละอากูไปเลยสุดแล้วจะเราทำให้ไปท่าเลยยงจีเลยตัดเชนจันเชนเก็บไปสุดแล้วมันก็เลยมาแค่สิบปีแม่แต่มาเล่นจ้าโลต้องยอมต้องมาจะเราลูกเอ็นแวนติสต์ว่าอะไรอามีเอาตาเดียวมาเลยแต่ยาวก็ตัวมีเอาตาบีแต่ยาวก็ตัวเองมาต้องยอมมามันเนี่ยมาสระจะเราเยอะไม่เยอะไงนี่เลยจ้าเลยนี่เลยสารลาซานี่เลยตะเกียบอะไรทำไมช่วยไหนจะเราลูกเพียวยี่มาฉันเอาสีเพียวยี่ลูกบอกได้ไงตัวต้องเราอย่างเก่าไหมพี่เราไปสั่งเชียนไปสั่งเชียนหรอจะเราลูกเอ๊ะไปสั่งแต่ข้ามาไม่อยู่บูเพียวหรอจะเราทุกสั่งไม่อยู่ยาว We are rich people มันว่าชัดต่อกันอยู่ดีเลยแค่นี้สักไม่สุดคิดว่าพี่เราจะเราตามนี้ในวันเช้าเจ้าที่เราเนี่ยตัวไว้ทอดเลยจะเราลูกอายุเก่งกว่าเราหมดสิตัวยักษ์นาเลยลูกอายุลูกอันลูกจะเราลูกกูนี่มาสักปีเลยแต่เจ้าจะเราลูกสุขเรามาสุขเราไปเลยอภัพยาอาชีพมันเต็มไปเลยว่าเลยรู้สอนสายเราทำไปลงมา
ဆုတောင်းတယ်အကျွေးဟာတော်ကြောက်ကောင်းတယ်ပေးနေလာစာထုတ်တဲ့လူများပြုတ်တယ်7 day advantage မှာ advantage မှာလာစာထုတ်တဲ့နေရာမပြုတ်ဘူးဘာလို့မပြုတ်လဲအကျွေးရှင်းတယ် advance ပြန်ထုတ်တယ်နောက်တော့အခုဒီစနစ်မရှိတော့ဘူးထင်တယ်နော်ကျွန်တော်တို့ခေတ်ကမှရှိတယ်အကျွေးယူတယ်လာကုန်ကစတယ်ကုန်တယ်ထုတ်ဆံမရှိတော့ဘူးဆိုတော့ပြန်ချီးတယ်အဲ့လိုပဲတက်ဆင်းပါပဲဘုရားကိုကျွန်တော်ချီးမွမ်းပါတယ်ဝါနဲ့ဆိုဆိုင်ရတော့ပြီးပါကျွန်တော်တို့ဘောဘက်ကတပီတက်လာတယ်ဟိုအတေးအောင်ဘုရားကြောင့်ရှိမှကျွန်တော်နှုတ်ဆက်တယ်ဆရာအာဒရာလို့ဘုရားဝါတယ်နော်တဲ့ဟိုတော့ကြည့်လို့ကောင်းတယ်တဲ့ကျွန်တော်မရင်းပါဘူးသူပြောတာလိမ့်မယ်အာဒရာလို့တော့ကျွန်တော်ပေါင်း160ရှိတယ်အခု180ကျော်နေတယ်နော်လူများထင်တာအာဒရာလို့ရချမ်းသာတယ်ထင်တယ်အဲ့ဒါလည်းအတွေ့အခေါ်တယ်ကျွန်တော်ဘုရားကြောင့်ရှိမှလက်ရုံထိုးနေတာကျွန်တော်မပြတ်လို့ချီပါပါဘူးအခုမှချီပါတယ်ကျွန်တော်ပြောလို့လည်းဒီထဲမှာမရှိဘူးပြန်သွားပြီမန္တလေးကိုနော်ဆိုတော့လူတွေကအထင်နဲ့တွေးနဲ့စကားပြောနေကြတယ်ကျွန်တော်ပုံ160နဲ့အခု180ကျော်တက်လာတယ်အပါကြောင့်လည်းမသိဘူးကျွန်တော်မျိုးတွေးတာကောင်းလို့မသိဘူးနော်တက်လာတယ်ဘိုက်ကလည်းထွက်လာတော့တခါလေးရှက်ဖို့ကောင်းတယ်နော်ကဲကောင်းပြီဆိုတော့ကျွန်တော်ဝင်နေစကားဆက်ပြောဖို့ပြပါဦးဒီတော့ခရီးကတဲ့လူတာအကုန်ပေးမယ်ပြောတော့လူတာပေးမယ်ပြောတဲ့ကတကယ်လူတာမလူလာနေမယ်လူတာဆက်ပေးမယ်ဆိုတော့ကျွန်တော်တခုလူချင်း bank account bank balance မကြည့်ဘူးကြည့်ရှာလည်းမရှိဘူး bank မှာဘာမှစေရလည်းမဖွင့်ထားဘူး bank account လိုက်ကြည့်ရှာမလို့ဘူး bank balance လိုက်ကြည့်ရှာမလို့ဘူးကျွန်တော်မှပိုက်ဆက်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်သိတယ်ဒါမဲ့မရှိဘဲနဲ့ကျွန်တော်အလုပ်စားလုပ်တယ်အဲ့ဒါကျွန်တော်ပြောချင်တယ်အသေးတော့အတွက်လည်းပဲပိုက်ဆံရှိမှလုပ်လို့မလားဘတ်ဂျက်ရှိသလားဘတ်ဂျက်အခုကျွန်တော်ဘတ်ဂျက်စကားပြောတယ်ဘတ်ဂျက်ရှိမှလုပ်စားမလားဘတ်ဂျက်မရှိဘဲနဲ့လုပ်စားမလားကျွန်တော်ဘတ်ဂျက်မရှိဘဲနဲ့အလုပ်စားတယ်မန္တလေးမှာနေတော့ကကျွန်တော်တို့စံတရားချစားတယ်ချစားတဲ့ခါကျတော့သွားပြင်လိုက်တယ်ပြင်လိုက်တဲ့ခါကျတော့ကုန်ကြတာတော့မာရောတယောက်ဝယ်လိုက်တာတခြားလူမျိုးဒီမှာကျွန်တော်အတော်နည်းနည်းတော့ဝယ်လိုက်တယ်4,000နဲ့200ပေးတယ်ကျွန်တော်တို့စမ်းတရားဝယ်ဖို့ပိုက်ဆံ4,200ရှိတယ်ဆိုတော့ဇာကုန်မျိုးဆက်လာတဲ့ခါကျတော့ဝင်စားရလာမှာ9,000နဲ့တလုံးတွေ့တယ်တကယ်ပိုက်ဆံရှိမယ်ဆိုတော့ကျတော့မရောတော့ဘူးလေဟာစိတ်ပြလိုက်တော့ပိုက်ဆံကအင်္ဂလိပ်လိုဆိုင်တာနောက်တလုံးဆယ်ရဲဆိုဆရာတော့ဇမဟာပြေနိုနိုင်လို့အတန်ရန်ကောင်းတယ်ဝင်းလက်နေတာပဲ1,500ဆက်လာကိမဟုတ်ဘူး1,500ကျွန်တော်ပြက်လက်လာပြီစိတ်ပြက်တယ်လာပြက်ဒီမှာလူနဲ့ခွဲမဲ့ဆယ်ခွဲစားတယ်ခွဲတော့မယ်ဆိုတော့ကျွန်တော်စိတ်ပြက်မှကိုသိတယ်ကျွန်တော်ဘကုန်းမှာပုတ်ပြီးတော့ခင်တယ်1,500မဟုတ်ဘူး1,300ရှိရင်အင်္ဂစီပါရမယ်ဝယ်စားကအဲ့လိုစီစဉ်နေ3,000နဲ့လာပါရနိုင်တယ်ယူနေမှာလည်းတော့မကတ်ပါဘူးကျွန်တော်မန္တလေးပြန်နေချက်ပေါ်ထိုင်တဲ့ခါကျတော့4,200ပဲရှိတယ်3,000ဆိုတော့အလားများတယ်မရင်းနဲ့တော့ဟိုလိုကပတ်စံတန်ဖို့ရှိတယ်ချက်ပေါ်မှာ
ပါစတော်ဝင်ပါမမေလာသူကျွန်တော်တို့ခေါ်ဖိတ်ထားတယ်မြေရော့လေးဆက်လာတယ်ထိုင်ခိုင်းတယ်ဆိုတော့ဆရာတော်ကကျွန်တော်မယုံနဲ့အတင်းသားတွေကကျွန်တော်မယုံဘူးတလားအတွင်းမှာအကျွေးချီရမယ်ကျွန်တော်ပြောတယ်မယုံဘူးဆရာတော်ကယုံတယ်ခင်ဗျားတို့သဘောတူရင်ကျွန်တော်ပိုက်ဆံထုတ်ပေးမယ်ဆိုတော့ကျေးဇူးပြုပြောလက်ထောက်ပေးပါဆိုတော့မရက်မချစ်မရဲနဲ့လက်ထောက်တော့ကျွန်တော်အောင်မြင်သွားတယ်ရန်ကုန်ဆဲတော့တောင်းထုံနဲ့စာရတာတော်ဝဲလာခုတ်တဲ့မန္တလေးမှာရှိတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တာကအာဘိစကားလည်းဖြစ်တယ်ကျွန်တော်မှာစာအုပ်တော်ရှိတယ်အဲ့ဒီစာအုပ်ကမာယီထားတယ်ဆိုတော့ you can do it even if others say you can လူများတဲ့မတတ်နိုင်ဘူးပြောပြီးမဲ့တဲ့တတ်နိုင်တယ်အဲ့ဒါကျွန်တော်ရုံဖယားနဲ့ဘာလို့ဆိုတတ်နိုင်လဲဆိုတော့ကျွန်တော်ရုံဖြစ်ပါတယ်ဆိုတော့အဲ့ဒါတော့ထားရဘာလို့ဒီဒင်းကိုကျွန်တော်မျိုးသမီးကိုကျွန်တော်ဘာလို့ချစ်တယ်လဲဆိုတာဆက်လက်ချက်ကျွန်တော်ပြောမယ်ပြောပြီးအဆုံးသတ်မယ်ဘယ်တော့မှမငြင်းဘူး she never complains of hardship အခက်ခဲကိုဘယ်တော့မှမငြင်းဘူးကောင်းတဲ့လုံးအောင်လည်းမငြင်းဘူးအချစ်စမဝယ်နိုင်ဘူးလက်နဲ့ချုပ်တယ်ဒီဟိုပါလေအတဲသားတွေကအချုပ်သမားတွေသူတို့အချုပ်နေတယ်ဒီမှာကျွန်တော်မစိုးအမျိုးသမီးချုပ်ပေးတာလက်ချုပ်ကဘယ်ကနေခြေရတယ်ဆိုတော့ပစိုးကနေခြေကိုဖြုတ်အဲ့ဒီခြေနဲ့သူချုပ်တဲ့ခါကျတော့ချုပ်တဲ့ခြေရောပစိုးတဲ့သားရောတချီရခဲ့ပဲဘာမှမပေးဘူးလုပ်ပေးတယ်ကျွန်တော်ပုံယူပါတယ်ဒီမှာထိုင်နေတယ်ကျွန်တော်သမီးဟိုမှာတာဒီလိုရိုက်နေတယ်သူတို့လည်းသူ့အမေလက်ရနဲ့ပဲကြီးလာပါလေအမေရဲ့ထုတ်ထားတဲ့လက်ရနဲ့ပဲကြီးလာပါလေကဲကောင်းပြီကျန်တာတော့နည်းနည်းမြန်တော့ပြောမယ်နော်မူဒီမှာ she gets up well it is still dark မူပနေခင်ကလေးကသူမတ်ထားပါလေအဲ့ဒါထားနေအဲ့ဒါထားတော့ကံမွေးတော့မေးလိုက်ဘာလို့စောလဲဆိုအဲ့ဒါထားစောတယ်မိုးနေတာနဲ့ခမဲစားဖို့အဆင်သင့်ရှိအဲ့ဒီအဲ့ဒါကသွားတိုက်တယ်ရှိတယ်စားလို့ရပြီအဲ့ဒါတွေ့ရတယ်နောက်တစ်ခုတုတ်တန်31ကပြောတာတော့အငယ်ဆက်စစ်မှာ Harlem does not go out at night ညချိန်မှာစီမရမငြိမ်ဘူးတဲ့အောင်မြင်ခြင်းနဲ့တက်တာဆိုရင်ညစီမီထုံးရမယ်စီမီထုံးရမယ်ဒါမှမဟုတ်အောင်မြင်မှုမရဘူးညလည်းအိတ်တယ်နေ့လည်းအိတ်တယ်တွားပြီကဲကောင်းပြီနောက်တစ်ခုက she opens her arms to the pool စေတာများကိုလည်းလက်ဖြန့်ပြီးတော့မဆတယ်တုတ်တန်30တိကျဆက်ဒါလည်းသူတတ်နိုင်တော့မဆပါတယ်နောက်တစ်ခုက she is a woman of hospitality သူကအဲ့ဝတ်ကြည့်တဲ့ယောဂမင်းတယောက်ဖြစ်တယ်ဆိုတာကျွန်တော်ကိုပြောစရာမလိုပါဘူးယောမစ်ကျောင်းမှာအပနာမကွန်ဗင်းရှင်းလုပ်တော့မယ်အကြီးကျယ်ပြင်ဆင်မန္တလေးပြင်အကြီးကျယ်ပြင်ဆင်နောက်ဆုံးနှစ်မှာကျွန်တော်ကအားလို့ဆိုအကြောင်းသားတွေကိုခိုင်းလိုက်တယ်မင်းကွာငါမင်းမရှိတော့ပြောလိုက်လူ10ယောက်စာသမင်းချက်ပြီးတော့ပြောလိုက်တယ်အချိန်တန်ကြတော့ပြန်သွားကြတယ်လူ10ယောက်ပေါ်သွားတယ်အိမ်ရောက်တော့ဘာသမင်းမှဘာဟဲ့မှမချက်ဘာလို့လဲဆိုတော့ပြောခိုင်းတယ်တော့ပြောမှမပြောပဲအဖို့လို့ဟန်ဖို့နဲ့ပြောတဲ့ခေတ်မဟုတ်ပြောခိုင်းတယ်တော့တော့ဖို့မတော်ဘူးဆိုတော့တော့ပြမဟုတ်ဘူးတော့ခဏနေခဏ
ဆိုတော့ရတယ်မတော်တော့မိဖို့တစ်ခုတည်းအားကိုဖို့ဒီမှာလည်းမိဖို့ဒီမှာလည်းမိဖို့ပို့ပြီးတော့တပြိုင်တည်းအိုးနှလုံးနဲ့ချက်တာကဲအဲ့ဒါကျွန်တော်ပြောချင်တယ်ကျွန်တော်ကရှစ်မခွဲဘူးနော်နောက်တစ်ခုက she never blames others ဘယ်တော့မှလိုရကိုအပြစ်မတင်ဘူးဆိုတာကျွန်တော်ပြောချင်ပါတယ်အပြစ်တင်တာဟာအကျိုးမရှိဘူးလေနောက်တစ်ခုကဘယ်တော့မှနောက်ကျတယ်ဆိုတာသူမရှိဘူးနောက်မကျအောင်သူလုပ်တယ်နောက်တစ်ခုကကျွန်တော်ဝတ်ထားမဲ့ဝတ်စားနေခင်ဗျားတို့ပြောရင်စက္ကနဲ့တတ်ကြတာမတတ်ကြဘူးလားပြောရင်တော့တတ်ကြတယ်ပြောမှာပဲနော်ဟာရှိစိခိုင်တော့ဘုနာကအမြန်တတ်ရှင်းနေတာပဲတတ်ကြတာပဲတို့မရပါပြောနေစာအုပ်ပဲကြိုင်တော့ဘာမှမပတ်ပါစာအုပ်ပဲကြိုင်တာလို့လေကောင်းပြီဆာဝန်ပဲဟိုတော့မှာဆာဝန်ပဲပါနိုးကအပေါ်အောက် match ဖြစ်အောင်ရွေးထားပြီးသားလားတဲ့အခုလေအပေါ်အောက် match ဖြစ်တယ်မဟုတ်လားနိုးကရွေးထားပြီးသားလားတဲ့မရွေးပါဘူးတော့ရှော့ပြီးတယ်မိဖို့တိုက်ပြီးတယ်အင်္ဂါနဲ့ချစ်ပြီးတယ်ပစိုးစံခောက်ပြီးတော့ထားထားတယ်ဒီနေ့ဒီရက်အတွက်ဆန်ဟိုဝတ်ချင်တာလိုက်ဝတ်တာပဲအမေကလိုက်ဝေးပြီးမှဘိုးလို့ပြောလိုက်တယ်လက်ကောင်းပြီနောက်တစ်ခုကတော့လူများပြစ်ကိုခွင့်လို့ပါတခါလေးအမှုတော်ဆောင်စွာလဲနားမလဲဘူးနားလည်းဘူးလွဲတာလို့ဘာလို့လဲတခါလေးရှိတတ်တယ်အဲ့လိုရှိတဲ့ချိန်မှာခွင့်လို့လိုက်ပါခွင့်လို့လိုက်ပါပြစ်လိုက်ပါပြစ်လိုက်ပါခွင့်လို့လိုက်ပါတချင်လုံးတို့ပြောနေတယ်တဲ့ကောင်းပြီနောက်တစ်ခုကဆာမလူငယ်ကဘာပြောလဲဆာမလူငယ်တော့ဒီနေ့မရှိနိုင်ဘူးဘန်ကောက်မှာကိုနန်းနဲ့အောင်မြင်မှု90ရာခိုင်နှုန်းကတို့ဒီကြောက်မယ်90ရာခိုင်နှုန်းတော့ကချင်ကပဲသူအားပေးဖို့အရာအားပေးတယ်ကျွန်တော်စာအုပ်တော့ထပ်အောင်ရေးတယ်သူလည်းအားပေးတယ်ခုနောက်တော့ထပ်အောင်ရေးတာအားပေးတယ်တခါလေးအားပေးတာတော့မှကိုကမခတ်နိုင်ဘူးဘာလဲဟိုကိုကလိုက်မလုပ်နိုင်ဘူးသူကတော့အများကြီးဖြစ်စီနေတယ်နော်အားပေးဖို့အများကြီးရှိတယ်တို့မှာအဲကောင်းပြီနောက်တစ်ခုကတော့ကျွန်တော်ပေါ်မှာယုံကြည်စိတ်ချမဲ့အပြည့်ကိုရှိဗမာစကားပြောတာကောင်းလားမကောင်းလားမသိတဝန်တူရေဆိုတာကျွန်တော်မျိုးသမီးမှာတဝန်မတူဘူးကျွန်တော်မိတ်ဆွေဆရာတယောက်ကပြောတယ်နာမည်တော့မပြောတော့သူကစိုက်ကလည်းတွားတယ်မိမခဲတယ်မှာတော့မှလိုက်တယ်ကျွန်တော်ကအပြူမောက်လိုက်ကြည့်နေရင်ကောင်းကလက်မကြည့်နဲ့မကြည့်နဲ့ကျွန်တော်တော့လွတ်တတ်တယ်ကျွန်တော်မျိုးသမီးမကြည့်နဲ့ဆိုတာအဲ့ဒါမျိုးမပေါ့နော်အမျိုးသမီးနဲ့ဒီမှာအလုပ်သွားလုပ်တယ်ဒါလေးကိုလိုက်မနေဘူးရုံခန်းထဲမှာအမျိုးသမီးနဲ့လုပ်တယ်ဘယ်တော့မှတန်တရားမရှိဘူးနော်အဲ့ဒါကျွန်တော်ကိုလုံးဝဒါခိုင်တော့ပြည့်သွားကျွန်တော်ကိုယုံကြည်ထားတယ်တဝန်တူတယ်ဆိုတော့စာလုံးဟာကျွန်တော်တို့အိမ်ထဲမှာမရှိဘူးပြီးတော့အတဲမပြောဘူးအတဲပြောတာပြောမရမကြိုက်ပြောမစဲနော်ချက်စကားပြောလို့ဟိုမျိုးတည်းစစ်တယ်လို့ပြောတယ်ပုဏ္ဏတိလို့လားပုဏ္ဏတိလို့လားအဲ့တော့ဆက်ချင်းတယ်နော်အဲ့လေဒီမျိုးတည်းကဘာဖြစ်တယ်ညာဖြစ်တယ်ဝေဖန်မခါဘူးဘယ်လိုတိတယ်တိလို့လားအဲ့ဒါဖြစ်လာတယ်ဆက်ပြောလို့မရဘူးပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ချင်းလို့မျိုးတွေကရှင်းလို့မျိုးကပိုကဲမလားမသိဘူးကျွန်တော်က F ဆိုတာအများကြီးရှိတယ်မကောင်းတဲ့စကားတော့ပြောလိုက်တာနဲ့ချင်းတခြားချင်းပါတဲ့သူလိုပဲကျွန်တော်တို့တယောက်ကိုပြောလိုက်တယ်မင်းကဘာလို့လင်းတာတော့
အိမ်ပြန်တယ်အချိန်ကြီးပြန်မရောက်ဘူးအဲ့ဘာလို့ကောလင်ကလည်းရေမကျော်မလို့ပြောလိုက်တယ်အမျိုးသမီးကြီးရေမကျော်မလို့ပြောတယ်ဘီကတော့ဝိုင်းစီတော့တာပဲသူ့ရုပ်ရည်နဲ့အတိုင်းကြိုက်တယ်ဆိုတော့အဲ့လိုစကားတွေကျွန်တော်ပြောတဲ့ကကျွန်တော်ပေါ်မှာလည်းမသုံးဘူးလို့လည်းပေါ်မှာမသုံးဘူးဆိုတော့ကျွန်တော်မျိုးသမီးကိုအားပေးစကားပြောချင်ပါသေးတယ်ဒါမှလည်းဆိုဒီပါနေတဲ့စိတ်ထားမှာအသက်80ပဲရှိပါသေးတယ်နော်80ပဲရှိပါသေးတယ်80အသက်ကြီးတာမို့80အသက်ငယ်တယ်ဒါဖျားနေကဆက်လက်ပြီးတော့အသက်ကြီးတဲ့ခါကျတော့ပွင့်ပွင့်အသေးသေးကိုဖျားကောင်းကြည့်ပါစေအားလုံးကိုဖျားကောင်းကြည့်ပါစေဒီနေ့မိ90မြောက်ဝိနည်းမင်္ဂလာအစီအစဉ်ချိန်ခါတမန်မှာရှိတယ်ဆရာကြီးပါစတာကနေတန်ဆွမ်းနာနေနဲ့ပြောသွားတဲ့အရာလေးတွေဆိုရင်ဒီနေ့ကြွားရောက်လာတဲ့ဇနီးတွေများအားလုံးတွေ့တာမကောင်းဘူးခင်မိုးတွေများတွေ့ပါတန်ဖိုးမဖြတ်နိုင်တဲ့စကားလေးတွေပဲဖြစ်ပါတယ်နော်အထူးသဖြင့်နောက်ဆုံးပြောသွားတဲ့အချက်ကလေး17ချက်အားလို့ရှိရင်ကျွန်တော်အနေနဲ့လေးကျွန်တော်ရမ်းဝမ်းသာတယ်ကျေးဇူးလက်တင်ဒီနေ့ပြောသွားတဲ့အားပေးတိုက်တွန်းချက်သူရဲ့ကိုယ်တွေ့ဖြစ်ရအတွေ့အကြုံစနည်းတွေအားလို့ရှိရင်သူရဲ့တီလာတွေပြည့်စုံသောလူတို့ဒီတယောက်ရဲ့အချက်17ချက်ပဲရှိတယ်ပြောမယ်ဆိုရင်တော့အချက်ယာနဲ့ထောင်နဲ့ကြည့်ပြီးတော့ရှိတယ်ကျွန်တော်သိတယ်ဒါပေမဲ့လို့17ချက်ပဲပြောပြသွားတာဒါဒီနေ့ကျွန်တော်ဇနီးပဲအထူးသဖြင့်ဆိုရင်ဒီချက်လေးကိုကြားလိုက်ရတာသူ့အတွက်လည်းတကယ်ကိုမင်္ဂလာတရားဖြစ်မယ်လို့ကျွန်တော်လည်းယုံကြည်မျှော်လင့်ပါတယ်နော်ဒါကြောင့်မလို့ဒီမှာကြောလာတဲ့ဇနီးတွေအားလုံးတွေ့တယ်ဒီမှာအသက်ငယ်လေးဇနီးတွေလည်းရှိတယ်နှစ်ပေါင်း350ပေါင်းသိန်းလာပြီးတဲ့ဇနီးမောင်နှံတွေလည်းရှိကောင်းရှိတယ်နော်အဲ့လိုရှိတဲ့အခါမှာကျွန်တော်အားလုံးတကယ်ကိုခွန်အားဖြစ်စေတယ်ဆိုတာကျွန်တော်လည်းတွေ့ရှိရတယ်ဒါကြောင့်မလို့အခုချိန်မှာဝေးလေးရှင်အဖေနဲ့တကွာခင်မွန်းတဲ့နော်ဆရာကြီးပေါ်နိုင်တော့ကောင်းတားရီသမီးတွေနော်ဒီမှာချွေးမတမဲအင်မတန်မှသဘောကောင်းပြီးတော့အလုပ်ကြိုးစားတယ်နော်နောက်ချစ်စရာကောင်းတဲ့ညီလေးတွေဒီမှာကြွားလာကြတဲ့ရည်ရောက်ဝေးကျွန်တော်လည်းကျေးဇူးတင်မိသားစုကိုစားဒီမှာအဝေးကြီးရတယ်ကြိုးလာကြတယ်ဆိုတာသိရတယ်ဒါကြောင့်မလို့ကြွားလာတဲ့တချို့ဆိုတက်ကြီးပဲဦးတွေတွေ့ရတယ်တချို့ကြတော့လည်းတက်လာပိုင်းအတွေ့ရတယ်တချို့ကြတော့တိတ်ငယ်ပိုင်းအတွေ့ရတယ်အားလုံးဒီဘိမှန်တော်ထဲမှာစုရုံရောက်ရှိလာတဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းကျွန်တော်ကျမတို့အားလုံးပေါ်မှာအထူးဝေးလေးရှင်တဲ့ကွာကောင်းကြီးမင်္ဂလာကြာရောက်ဝင်ရတယ်ကျွန်တော်အငိမ့်စားသိခါတော်ရဆရာကြီးဦးတို့ရင်ပေါင်းကနေပြီးတော့အခုချိန်မှာအထူးဆုတောင်းပေးပါမယ်ကျွန်တော်ဆရာကြီးဦးတို့ပေါင်းခေါ်ပေးပါမယ်အားလုံးမိမိတို့နေရာမှာအတီးဒီဦးကြီးပြီးတော့မှဝင်နေရှင်ကျွန်တော်ဒူမောင်းနာမည်တော့မခေါ်တော့ဘူးအဲ့အတွက်ကျွန်တော်ဆုတောင်းကျေးဇူးမေတ္တာကရုဏာနဲ့ဒီဝါတော်မူ၍တက်ရှိတဲ့မဲ့ဝိညာဉ်တော်ဘောင်းကိုလုံးကိုွယ်တည်တော်မူတော်ခံစေရှင်ကျေးဇူးရှင်ကဲ့တဲ့ရှင်ထောင်းမြတ်စွာသောဘုရားအထံတော်ပါမှာလူရဲ့ဉာဏ်နဲ့မမြင်နိုင်တဲ့ကိုယ်ရဲ့ကျေးဇူးတော်ကိုခံစားပြီးတော့မှက
ဏိညာနေဒီညမှာရှိကိုယ်တော်ရဲ့ဒီကျွန်တော်ဒုမကိုရရှင်ဒီတွေ့တဲ့တာကိုနှစ်ပေါင်း90တိုင်းနဲ့ပို့ဆောင်ပြီးတော်မူသောကျေးဇူးတော်ကိုပြန်လည်ပြီးတော့ကြီးတွေ့ကြီးမွန်းတဲ့ရစ်ကိုပို့ဆောင်နိုင်တဲ့အတွက်ကိုတော့အထူးကျေးဇူးတင်ပါတယ်။နောက်ဒီကျေးဇူးတော်ကြီးမွန်းခြင်းကိုပို့ဆောင်တော်သူသည်ငါရဲ့ဘုန်းတော်ကိုထင်ရှားပြီးတော့သူများဖြစ်တယ်လို့သာလဇာတဝိမြင့်ကြီးကနှုတ်ဝင်ထားပါတယ်။ကျေးဇူးတော်ကြီးမွန်းခြင်းကိုပို့ဆောင်တော်သူသည်ထာဝရဘုရားအားကျေးဇူးတော်ကြီးရေကိုပို့ဆောင်ပါစေလို့ပြောတယ်။ဒါကဏိညာနေမှာဆိုရင်တော့ဘယ်ကဏိကြီးတူမရတ္တတမကိုရှင်ပို့ဆောင်ပြီးတော်မူတဲ့ကျေးဇူးတော်ကြီးလာတယ်ဆိုတာတော့ခင်မွန်းတယ်ဖြစ်တယ်အခုကြီးရတယ်အားလုံးအတွက်တက်တည်ခံပြီးပါပြီဒါကြောင့်လို့ကနေ့ထက်ဒီမွေးနေ့ရှင်တူမအားဖြင့်ပို့ဆောင်ပြီးတော်မူတဲ့ကျေးဇူးတော်ဟာခင်မွန်းတဲ့အတွက်ရောတာသမီးဒီတမဲ့ကျွေးမတဲ့ညီမြတ်အတွက်ပဲကောင်းချင်တာဖြစ်တယ်ဆိုတာကျွန်တော်တို့မြင်တွေ့ရပါတယ်ဘုရားရှင်ထံတော်ပါဠိခံစားတော့ကောင်းချင်မလားကိုလက်ရည်ချိုးပြီးတော့ရည်တွက်နေဆိုရင်ရည်တွက်လို့မကုန်နိုင်လောက်အောင်များပါတယ်လို့ဆိုထားတယ်တို့တော့ဘုရားကိုယုံကြည်ခြင်းအပြင်ချင်းကတဲ့လူကြီးမှတာတယ်ဒီအကြောင်းတိုင်းကိုဆင်ခြင်အောင်လို့ရပါတယ်ဒါကလေးညနေမှလည်းပဲအခုနေမွေးနေ့ရှင်ဒုမအနေနဲ့လည်းဘုရားရှင်ထံတော်ပါဠိခံစားတဲ့ကောင်းခြင်းမလားများကိုကြီးတွေ့ပြီးတော့မှကနေတဲ့တော်မှာရှိတဲ့မိတ်ဆွေများဆွေမျိုးများအားလုံးကိုခေါ်ပြီးတော့မှကဏိညာနေဧကဲ့သို့ကျေးဇူးတော်ချီးမွမ်းခြင်းကြီးကိုပူဇော်တဲ့အခါမှာဘုရားဆက်လက်ကောင်းကြီးပြီးတော့ပါသာရဇာဝိမင်းကြီးပြောတဲ့အတိုင်းလွယ်တက်တာကြီးနှစ်ပေါင်း90ဒီနှစ်ပေါင်း90ပြောတာတော့ဒါဝိမင်းကြီးပြောတော့ပဲဖြစ်ပါတယ်အားကြီးကြလို့ရှိရင်အနည်း80ဒီအနည်း80ဒီပင်ပန်းချက်နဲ့ຫນွေးချင်းတက်တာဖြစ်တယ်လို့ပေါ်ပြတယ်ဒါလည်းကျွန်တော်တို့ရဲ့အသက်တာတည်ပြီးမှဆင်ခြင်အောင်လို့ရပါတယ်တို့တော့အပြည့်ဝင်လာတဲ့အခါမှာထာဝရမြတ်စွာဘုရားတဲ့နေကငါရဲ့ဝိညာဉ်ဒီလူတို့၌ထာဝရဆင်းမဆုံးရဘူးလွယ်တဲ့တန်တဲ့အနှစ်120ဖြစ်စီဟုကမ္ဘာဦးချမ်းထဲမှာပေါ်ပြထားတယ်ဒါတို့မကြောလာပြီးကြလို့ရှိရင်အနှစ်120တိုင်အောင်ဘုရောသူ့ကိုပို့ဆောင်ပြီးတော့ပါကိုယ်ရဲ့ဂရိတော်ကိုယုံကြည်တော်သူမြတ်အတွက်အာဗျာဟန်၌ပြတော်မူတယ်ဒီဂရိတော်ကိုလည်းပဲပြည့်စုံဖို့ရန်တားတော်ဤစက်၌ကျင်းစုတော်မူသောအရာများတို့ကိုလည်းတွေ့တာရာကုတ်၌တည်မြဲစီတော်မူတယ်ဒါကြောင့်လို့ဒီတရားတော်မြတ်များအားဖြင့်မွေးနေ့ရှင်ဒုမရတ္တတာကိုကိုရှင်ဖြစ်ပါပြီးအောင်ပါဘုရားကိုယုံကြည်ပြီးတော့နှုတ်တော်ထတမချမ်းစာကိုဆင်ခြင်အောင်ပြီးတော့ဖတ်ပြီးလာတော့တမီးနဲ့ဖြစ်တယ်ဒါကြောင့်လို့ဘုရားကိုနဲ့တွေ့ရှိတော်မူပြီးကိုယ်ရဲ့နှုတ်ကပတ်ကျမ်းစာထဲနဲ့ပါရှိတဲ့တကူတော်ကိုကျွန်တော်တို့စီရောက်ရှိဖို့ညတဲ့ရှင်တို့ဝိညာဉ်တော်ပဲ့တယ်ပြီးတော့မှဘယောဖဲ့ကြီးခါတယ်ဒီအရာများအပြင်လောကရဲ့အချင်းနဲ့ပူဆောင်ခဲ့တယ်လို့ဒီခုမှဆိုင်လာမဲ့တဲ့ဒါကိုလည်းကိုယ်တော်ရှင်ကြည့်ပတ်ပြီးစီတော်မူပြီးဆက်လက်ပြီးတော့ပူဆောင်ပြီးစီတော်မူပါသူတွေကိုယ်တော်ကိုယုံကြည်တဲ့တမီးကြီးဖြစ်တယ်အကောင်းမြင်ဝါဒရှိတယ်ဒီမောတဲ့လုပ်ငန်းကိုတာပညာအတွက်ရောမိခင်ဖတ်ခဲ့ရှိတဲ့ကာမမိခင်ဖတ်ခဲ့ကိုလည်း
တာဝန်ကြီးပြောသားပြီးပြုစုဆောင်ချောက်တယ်သူလည်းမတော့ဘူးမောင်နှမများပေါ်နဲ့တာဝန်ကြီးပြောသူခေဘောနေနဲ့တာပြီးမှာပေါ့တော့ဒါကြောင့်လို့ဤကဲ့သို့သောကောင်းကြီးမင်္ဂလာနဲ့ကိုရောတွေ့တဲ့တာကိုချစ်ပတ်ပြီးတော်မူတဲ့ကြီးဆိုတော့ကြီးမားလာတဲ့ကြောင့်ဆက်တဲ့ကွယ်ရှင်သူနဲ့အတူရှိတော်မူပါလူသူနဲ့ချစ်ခင်ခြင်းယူပြီးလေးစားခြင်းလောကတော်ချင်းနဲ့ပြည့်ဝစွာကုတော်ပြတော်၌ရရှိတယ်လာမဲ့သက်သာမှလည်းပူ၍ကျမ်းမှန်သောသက်သာပြောရှင်သောသက်သာနဲ့ဆက်တဲ့ပြီးကိုယ်ရှင်ကိုဆောင်ပြီးတော့ရှိသောသက်သာနဲ့ကိုယ်ရှင်ရောက်နေရတော့ဘုန်းကိုယ်ကိုယ်ရှင်ပြီးတော့ပါသူဖြင့်သူမဆိုင်၍တွေ့ချစ်ရင်မွန်းနေဖြစ်တဲ့ဦးကြီးသူတို့နဲ့ကိုယ်ရှင်အထားတော်မူသောတာမနာရှိတယ်တမီးကြီးသားမကဘူးဆက်လက်ပြီးတော့မှာတမန်လူကြီးမလေးဒီလည်းရှိကြတယ်တာကိုလည်းတက်တာကိုလည်းကနေမွေးနေ့ချင်းရဲ့ကြီးဆိုတော့ချင်းမွန်းချင်းကြီးကိုပူစောတာပါမှာသူတို့အတီးတွေကိုစိတ်နှလုံးသုံးပါလို့လေแต่ရှင်တော်ကိုရောရှင်လက်တော်ကိုစက္ကနာပါဒါကြောင့်လို့ကိုရောဘုရားဆက်တဲ့ကြီးဝိနည်းရှင်တမီးကြီးကိုပူပါတော်လာကောင်းဘုန်းနဲ့ဒီတော်ကောင်းသူမလေးဒီအားလုံးကိုပဲဆက်လို့ဆအလ္လာဟ်ဒီဆိုတော့ကိုယ်လည်းအောင်ပါဘာရှင်ကိုဆောင်ပြီးတော့ပါဘုရားကျေးဇူးကရုဏာတော်နဲ့မကုမခါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပြီးချင်းဆုံးဆုံးချင်းမရောက်ပဲနဲ့အသက်ရှင်ပြီးတော့မှမနဲ့တိုင်လေးရဲ့အစဉ်တိုင်းအထံတော်ပါဤတော့ကရုဏာကျေးဇူးတော်ကိုမြင်တွေ့တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့မှမြတ်ဘုံမဲ့အချိန်မှာအိတ်ဆက်တဲ့အခါမှာမနဲ့တိုင်လည်းဒုက္ခပြီးတော့မှကိုယ်တော်ထံတော်ပါနေပြီးတော့ကျေးဇူးမြတ်ကရုဏာကိုအားဝစဉ်တွေ့မြင်ပြီးတော့မှကိုယ်တော်နဲ့ပြောဆိုတော်သူနဲ့ဒီပြုအပ်ပြီးဓမ္မမြတ်ဒီမှာရောက်ရှိလာကြတော့ကိုရှင်သာမီးကြီးနဲ့ပေါင်းတော့ပေါ်နိုင်တယ်အလားတူထပ်မြတ်တော်ကောင်းကြီးမင်္ဂလာများလို့ကိုလည်းပဲချပြီးတော်မူရဲ့အကြောင်းကိုမြတ်တော်မူသောခရစ်တော်ဘုရားရဲ့ဟောတော်မှန်တယ်ယူပြီးလေးမြတ်ဆိုရှိခွတ်မှန်ပါပါဗျာအာမင်